အားလုံးပဲမင်္ဂလာပါဒီနေ့ကိုတက်ဆိုပြီးတော့ဒီစီးတစ်မျိုးရောက်လာပါတယ်တစ်စင်းလေးပေါ့နော်ဒါမျိုးလေးဗျဒီတော့ဒီပါလေးပေါ့နော်ဝါenvelope ပေါက်ကလည်းနော် envelope ပေါက်ချိန်ရပါတယ်ပြီးရင်ခလုတ်လေးပါဟုတ်တယ်လေးပါဒါလေးလာအားတွေ့ရဲ့ရတာခေါင်းလေးပေါ့နော်ပြင်မဲ့ရတာလေးပေါ့ဘလို့ပေါ်လေးလက်ဆောင်ရတော့ဇက်တိုက်တောင်းနေရတယ်နော်မျိုးလေးရှယ်လန်းငွေချက်ချမ်းနှခမ်းငွေတော့ပြောက်သွားဆေးရည်လည်းမြင်ရမယ်နောက်တစ်ကောင်လေးဆိုရင်ကျွန်တော်တို့ဆေးရည်လည်းမြင်ရမယ်နော်အမျိုးလေးပြီးရင်ခေါင်းကုန်သွားရဲဆိုရင်ဒီမျိုးခေါင်းချင်းပြီးတော့တောက်လို့ရတယ်နောက်ဆိုရင် one time ဟိုမှာ okay လိုမျိုးခေါင်းချင်းပြီးတောက်ရတဲ့ခေါင်းလေးပါအစံလေးကတော်တော်လေးမိုက်တယ်ဗျာအမျိုးလေးအော်ဒီလေးလည်းတော်တော်မာတယ်နော်ချင်းရဲ့2000ပတ်ထိပြောထားရင်နော်တောက်ကောင်းပါတယ်ရောက်ပါတယ်နော်တက်စင်ဆွဲခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဘိတ်စုံမန်းလေးကိုလာခဲ့လို့ရပါတယ်နော်ဆိုင်မှာဒီကောင်လေးကိုကျွန်တော်တက်စင်ချပေးထားမှာဖြစ်ပါတယ်